ဒီယာဒီပရီးမီးယားလိကိုအာဆင်နယ်တို့ရယူသွားတော့မယ်ထင်တယ်ဘောလုံးပွဲတွေပြန်စချိန်မှာတင်ဂျီရိုနာကို၄ဂိုးတဂိုးနဲ့အပြတ်သက်ရိုက်ပစ်လိုက်တာပရီးမီးယားလိပြိုင်ဘက်တွေအတွက်သတိပေးခေါင်းလောင်ထိုးလိုက်တာပါပဲအာဆင်နယ်အတွက်ရီယယ်မက်ဒရစ်ကဗီနီရှီယက်ဂျူနီယာတောင်မလိုတော့ဘူးသူတို့ရဲ့တစ်လွင်စမ်းတစ်တဲ့ကစားသမားဇိုးလစ်ကိုပဲကြည့်လိုက်ပါဦးသူ့ရဲ့စကေးတွေဒရစ်ပယ်ဆွဲထွက်တာတွေနဲ့ပထမဆုံးပွဲထွက်မှာဂိုးသွင်းပြသွားတာကလုံးဝအစိပ်ပါပဲဘယ်တောင်မှသူ့နေရာကအစင်သင့်ဖြစ်နေပြီဒါတင်မကသေးပါဘူးနောက်ထပ်လူငယ်ကျယ်ပွင့်မက်စ်ဒိုမန်ကလည်းဂိုးသွင်းပြီးသူ့ရဲ့ပါရမီကိုပြသသွားခဲ့တယ်လို့ဂါဘရီယယ်ဂျေဇုကလည်းဂိုးသွင်းပြခဲ့သေးတာပါပြီးတော့ဒီပွဲမှာပိုကြောက်စရာကောင်းတာကအာဆင်နယ်ဟာသူတို့ရဲ့ကစားကွက်ဖြစ်နေတဲ့တောင်ကန်ဘောပြစ်ဒဏ်ဘောဆက်ပီးစကိုတွေလုံးဝမပါပဲ၄ဂိုးတောင်သွင်းသွားတာပါဒါအပြင် Adidas ကထုတ်ပေးထားတဲ့အနက်ရောင်ဂျာစီတစ်ကလည်းလုံးဝစတိုင်ကြလွန်းနေတယ်ခြေစမ်းပွဲပဲရှိသေးပေမဲ့အာဆင်နယ်ရဲ့ဖောင်းကတော့တကယ်ကိုအကြောက်စရာပါပဲဒီလိုပုံစံနဲ့ဆိုရင်တော့အာဆင်နယ်ကိုပရီးမီးယားလိဖလားမရအောင်တားဆီးနိုင်မဲ့အသင်းဆိုလို့တသင်းပဲကြံတော့တယ်အဲ့ဒါကတော့တစ်နှစ်အတွင်းစတန်ဒတ်ဂွန်ကတ်ကို၃ချိန်ဆက်တိုက်ရယူထားတဲ့ Manchester United ပါပဲ